သူကြီးနဲ့အစီကံတွေဟာငကားကြီးကိုလှောင်ရင်းနဲ့ထည့်ဖို့ကြိုးစားနေပါတယ်။ငကားကြီးကလည်းအတင်းယုံကကလေးမလေးကိုအမြန်ထွက်ပြေးခိုင်းနေပါတယ်။မင်းဆရာကကလေးမလေးကိုအစိတ်ကောင်နဲ့ပြေးလိုက်တော့ကောင်မလေးလည်းသတိမိသွားပါတော့တယ်။တချိန်ကမော်ဆရာတွေဟာလူတွေကိုဒုက္ခပေးပြီးရန်ပြုကြပါတယ်။ဒီတော့ငကားတွေနဲ့လူတွေပူးပေါင်းပြီးမော်ဆရာတွေကိုတွန်းလှန်နိုင်ခဲ့ကြပါတယ်။ပြည်သူတွေဟာငကားတွေကိုချင်းခင်ခဲ့ကြပြီးငကားတွေဟာလည်းလူသားတွေကိုကိုကြီးဆောက်ရှောက်ခဲ့ကြပါတယ်။တဖြည်းဖြည်းအချိန်တွေကြာကမင်းဆက်တွေကူပြောင်းလာပြီးငကားတွေအပေါ်ထားတဲ့ခံယူချက်တွေလည်းပြောင်းလဲလာကြပါတယ်။ဒီတော့ငကားတွေကိုပိတ်လောင်ကသူတို့ရဲ့အကျိုးစီးပွားအတွက်အသုံးချလာကြပါတော့တယ်။မော်ဆရာတွေတဲ့နောက်ဆုံးကျန်တဲ့မော်ဆရာကသူ့ရဲ့မိခင်ကိုကုသဖို့နှက်စီတစ်မျိုးကိုရှာဖွေနေပါတယ်။နှက်စီကငကားတွေစီကသာရနိုင်ပြီးအသက်ရှိနေတဲ့ငကားကိုရှာနေသူလည်းဖြစ်ပါတယ်။မော်ဆရာနဲ့နှက်စီယူခိုးရောက်သူအမှန်မင်းတို့စကားပြောနေတော့လူတယောက်ကဖင်းဆိုတဲ့ကလေးတယောက်ကိုကြောက်တုံးသားလေးထားခဲ့ပါတယ်။သူကမော်ဆရာရဲ့အစီကံဖြစ်ပြီးမော်ဆရာကိုအလုပ်အကျွေးပြုနေရသူလည်းဖြစ်ပါတယ်။ကလေးငိုတော့အနီးကကြောက်တုံးလေးတွေဟာအပြန်ရောင်အလင်းလေးတွေထွက်လာပါတယ်။ဒါကိုမြင်လိုက်ရတဲ့အစီကံကအမှန်မင်းကိုပြပြလိုက်ပြီးသူတို့နေထိုင်ရာလော်ရှင်းလင်စီကိုခေါ်လာကြပါတယ်။လော်ရှင်းလင်ဆိုတာကငကားတွေကိုခြုံလာထားတဲ့နေရာတစ်ခုဖြစ်ပြီးလောင်မားဆိုတဲ့အဖွားဦးတယောက်ကဖင်းကိုကျွေးမွေးဆောက်ရှောက်ဖို့တာဝန်ယူရပါတော့တယ်။မော်ဆရာဟာဆေးရီနဲ့သူ့ရဲ့အမေကိုကုသဖို့လုပ်ပါတယ်။ယောဂကကျွမ်းနေတာမို့ကုသချိန်မရပဲမိခင်ဖြစ်သူဟာတည်ဆုံးသွားပါတယ်။ဒီတော့မော်ဆရာဟာငကားကိုထိန်းချုပ်ပြီးလောကကိုအုပ်စိုးဖို့အစီအစဉ်တွေဆွဲပါတော့တယ်။နေ့အနည်းငယ်ကြတော့ဖင်းလဲကြီးပြင်းလာခဲ့ပြီးငကားစာကျွေးရမယ့်နေ့ရောက်လာခဲ့ပါတယ်။ငကားစီကိုသွားရမှာကလောင်မသာဖြစ်ပြီးဖင်းကိုတော့ကြက်စာကျွေးဖို့တာဝန်ပေးလိုက်ပါတယ်။ဖင်းဟာကြက်တွေကိုအစာကျွေးပြီးကြက်ဥကောက်ရပါတယ်။တက်သားပေါက်ထဲကကြွက်ကလေးဟွားဝါကိုလည်းအစာကျွေးပါသေးတယ်။သူမပြန်တော့ဟွားဝါကကြက်ဥတောင်းနဲ့ခိုးဝင်လိုက်လာပြီးဖင်းနဲ့လောင်မတို့စကားပြောနေချိန်ငကားစာတောင်းနဲ့ဝင်သွားပါတယ်။လောင်မကအစာတောင်းကိုမနိုင်တနိုင်တည်သွားနေရပြီးလဲကျသွားတော့အမန်မင်းကအပြစ်တင်ကရိုက်ဖို့လုပ်ပါတယ်။ဒီအချိန်ဖင်းကမရိုက်ဖို့တာပြီးသူမတည်ပြီးမယ်ဆိုကငကားစာကျွေးဖို့လိုက်သွားပါတော့တယ်။နေရာကတတိုင်းရဲ့အမြင့်တစ်ဖက်မှာရှိပြီးဖင်းလဲမနိုင်တနိုင်နဲ့နောက်ဆုံးမှာတော့ငကားတွေရှိတဲ့စီရောက်လာခဲ့ပါတယ်။တောင်းကိုချတော့အစာကြားတွေကဟွာဝါကိုတွေးလိုက်ရပါတယ်။ဒီအချိန်အမန်မင်းကကျင်းထဲကိုအစာတောင်းတင်ချတော့ဟွာဝါလည်းကျင်းထဲကိုကျသွားပါတယ်။ဖင်းကအမန်မင်းတို့မသိအောင်ဂျောင်းထဲဝင်ပုန်းနေခဲ့ပြီးတိုင်နာကကျိုးနဲ့ကျင်းထဲကိုဆင်းသွားပါတယ်။ကျိုးကအောက်ထိမရောက်တာမို့ခုံချရင်းလက်ကိုဓာတ်ချသွားပါတယ်။ဟွာဝါကိုလည်းတွေးလိုက်ရတဲ့အပြင်ငကားကြီးကိုပါတွေးလိုက်ရပါတယ်။ငကားကနှက်ကောင်းဖြစ်ပြီးငကားဦးလေးရဲ့အစွမ်းနဲ့ဖင်းရဲ့လက်ကဒဏ်ရာကိုကုသပေးပါတယ်။ဖင်ကသူ့ရဲ့အိမ်မက်ထဲကငကားတွေနဲ့တူနေတာမို့အော်နေပါတယ်။ငကားမရဲ့ခွင့်ပြုချက်နဲ့ငကားဦးနာသွားတော့သူမကိုချစ်ခင်သည့်အလားနှုတ်ဆက်ပါတယ်။သူမလည်းဟွာဝါကြသွားလို့လာခဲ့တာဖြစ်ကြောင်းပြောပြီးပြန်တော့ကျိုးနဲ့မမီတာမို့ငကားကြီးကပဲကူညီပေးလိုက်ရပါတယ်။ညရောက်တော့သူမရဲ့အိမ်မက်ထဲငကားမရောက်လာကဦးလေးကိုစောင့်ရှောက်ဖို့နဲ့ငကားကြီးကန်နဲ့ထည့်ပြီးဖို့မှာပါတယ်။ငကားကြီးကန်တွေကရေကသာဥကိုကွဲစေပြီးအကောင်ပေါက်စေမှာဖြစ်ပါတယ်။ငကားလေးခိုင်တဲ့အတူလောကကိုပြန်တိဆောက်ဖို့မှာပြီးသူမရဲ့အစွမ်းကိုဖင်းစီပေးခဲ့ပါတယ်။အဲ့ရကနိုးတော့ငကားချွေမုံတိုင်းတိုက်နေပါတယ်။မုံတိုင်းကငကားတစ်ကောင်သေးတိုင်းတိုက်နေကြဖြစ်ပြီးအမန်မင်းကငကားကျွေးပုံကိုဖျက်ခါရောင်းစားဖို့လုပ်ပါတယ်။ဒါကိုတွေ့သွားတဲ့ဖင်းကငကားမကြီးပြောခဲ့တဲ့စကားတွေကိုပြန်လဲကြားရောက်နေမိပါတော့တယ်။မနေ့ရောက်တော့စစ်သူကြီးနဲ့မင်းဆရာတို့ရောက်လာကြပါတယ်။သူတို့ကမင်းကြီးရဲ့ယောဂကိုကုသဖို့ငကားကြီးတန်းစီကိုလာခေါ်တာဖြစ်ပါတယ်။ဖင်းကမင်းဆရာကြီးလက်ဖက်ရည်သွားဖို့တော့ဘေးလက်နဲ့ငှက်ပေးတာကိုမင်းဆရာကတတိထားမိသွားပါတယ်။ဒါနဲ့မုန်းချစ်ထွက်ဝင်ပုန်းနေတဲ့ကြောက်ကလေးကိုတွေ့ပြီးယူနီနဲ့လောင်းဖို့လို့တော့ဖင်းကသူ့ရဲ့အစွမ်းနဲ့တားလိုက်ပါတယ်။မင်းဆရာဟာဖင်းရဲ့လွယ်စဲကအပြာရောင်အလင်းနှွမ်းထွက်လာတာကိုသိသွားပြီးတန်းစီကိုချမ်းအန်းစီခေါ်သွားဖို့အကြံရသွားပါတယ်။တန်းစီကငကားတွေထဲအကြီးဆုံးဖြစ်ပြီးနောက်ဆုံးကျန်တဲ့ငကားလေးဖြစ်ပါတယ်။သူအနာကိုလူတိုင်းချစ်ကပ်လို့မရပဲငကားထိမ့်သိမ့်သူသာချင်ကပ်လို့ရတာမို့တန်းစီကိုချမ်းအန်းစီလိုက်လာဖို့ဖင်းကိုဖြန့်ပြခိုင်းပါတယ်။မင်းဆရာကပရိယေနဲ့ဖင်းကိုသူ့ရဲ့စတိုးနဲ့ထိုးမယ်လို့တော့စစ်သူကြီးကတားလိုက်တဲ့အပြင်တန်းစီကပါထွက်လာပါတယ်။စစ်သူကြီးနဲ့အစီကံတွေလည်းတန်းစီကိုလှောင်ချောင်းနဲ့ထည့်ဖို့ကြိုးစားနေပါတယ်။တန်းစီကမဝင်တော့မင်းဆရာဟာဖင်းရဲ့ပခုံးကိုလက်သေးနဲ့ကိုးလိုက်ပါတယ်။တန်းစီလည်းအချိန်လေးကိုရိတ်စားမိပြီးလှောင်ချိုင်းလေးဝင်သွားရပါတယ်။ဒီတော့ဖင်းကမဝင်တဲ့လူသားကអော်လိုက်တော့အစွမ်းနေထွက်လာပြီးမင်းဆရာလည်းလွတ်ဆွန်သွားကပိုက်ကွန်ကအချွန်နဲ့လည်းကြားလာခဲ့ပါတယ်။ငကားလည်းအတားစီးတွေကိုဖျက်ခါငကားဥကိုဖင်းစီသွားပေးပါတယ်။ဖင်းလည်းငကားဥကိုပစိုးနဲ့ဆွလွဲတိုင်းပြီးမင်းဆရာလက်ကလွတ်အောင်ထွက်ပြေးနေရတယ်လို့တန်းစီကလည်းအစီကံတွေနဲ့တိုက်ခိုက်နေရပါတယ်။မင်းဆရာကသူ့ရဲ့လှုပ်ဝက်လက်နဲ့တိုက်ခိုက်တော့ဖင်းလည်းအစိမ်မိသွားပါတယ်။မင်းဆရာနာတန်းစီရောက်လာတော့မင်းဆရာဟာငကားဥနဲ့ဖင်းကိုအတူပြစ်ချလိုက်ပါတယ်။
တန်းစီကဖင်းကိုသာကယ်ဖို့ဆုံးဖြတ်ခဲ့ပြီးမင်းဆရာဟာလည်းသူ့ရဲ့ပိုးကောင်နဲ့နဂါဥကိုရယူနိုင်ခဲ့ပါတယ်တန်းစီကဖင်းကိုကယ်ပြီးမင်းဆရာစီလာတော့စစ်သူကြီးကမြားနဲ့ပြစ်လိုက်ပါတယ်မင်းဆရာစီကနဂါဥကိုလည်းသူကာကွယ်မယ်ဆိုပြီးတောင်းယူကချမ်းစီယူသွားခဲ့ပါတယ်တောင်ပန်ပြစ်သွားတဲ့တန်းစီကဖင်းကိုကျဲတာရမရှိတဲ့စီကိုခေါ်သွားခဲ့ပါတယ်နဂါကြီးစိတ်ထဲကစကားတန်ကိုဖင်းကနားလည်နိုင်ပြီးအချင်းချင်းဆက်သွယ်ပြောဆိုနိုင်ပါတယ်ဖင်းကသူ့ကိုယ်သူနဂါထိန်းသိမ်းသူတာဝန်ကိုမလုပ်နိုင်ကြောင်းပြောနေပေမဲ့တန်းစီကအာဘေးစကားပြောပြီးနဂါဥလေးခိုင်ကိုပြန်ယူဖို့ချမ်းစီထွက်လာကြပါတော့တယ်ဖင်းရဲ့အလင်းပြအတွင်းအားကိုအသုံးချတတ်ဖို့ဟောင်းနေတဲ့ကျိုးတရားကိုတမင်ခေါ်သွားပြီးဆန်းသက်ပါတယ်ကျိုးပြတ်တော့သူမရဲ့အတွင်းအားပေါ်လာကအတဘေးကလွတ်အောင်ကြိုးစားနိုင်ခဲ့ပြီးတစ်ဖက်ကတရားတစ်ကိုမြင်မှသူမကိုဆန်းသက်တာမှန်တည်သွားပါတော့တယ်လောင်မတင်မိတဲ့အဝိချုံနည်းနဲ့တန်းစီရဲ့တောင်ပန်ကိုချုပ်ပေးလိုက်ပြီးခရီးဆက်ကြပါတယ်စစ်သူကြီးတို့ဟာလည်းတောတောင်တွေကိုကြော်ဖြတ်ကချမ်းအန်းစီပြန်ရောက်လာခဲ့ကြပါတယ်နဂါဥရဲ့အစွမ်းနဲ့မင်းကြီးရဲ့ယောဂလည်းတက်တာလာခဲ့ပြီးမင်းဆရာကနဂါဥမှာတခြားအစွမ်းနေရှိသေးတာမို့မင်းကြီးအတွက်မတိစေးရအောင်ဖော်ထုတ်ပေးပါမယ်ဆိုကဆန်သက်ခွဲတောင်းပါတယ်မင်းသားလေးကနဂါတွေဟာတက်တာလောကအတွက်အကျိုးပြုပြီးကာကွယ်ပေးနိုင်ကြောင်းပြောပြတော့မင်းကြီးလည်းမင်းဆရာရဲ့စကားကိုပယ်ရှားလိုက်ပြီးနဂါဥကိုဒီအတိုင်းထားဖို့ပြောလိုက်ပါတယ်မင်းကြီးကိုပြောမရတော့မင်းဆရာလည်းဥယျာဉ်တွေကလှုပ်ဝက်နေရကနေလှီစီပြီးသူ့ရဲ့နေရာစီပြန်သွားပါတယ်မင်းဆရာမှာဝမ်းချောင်းဆိုတဲ့အစီခံတယောက်ရှိပြီးသူဟာတစ်ချိန်ကနဂါထိန်းသိမ်းသူတယောက်ဖြစ်ခဲ့ဘူးတာမို့နဂါဥခိုးဖို့ရာဖင်းကိုကူညီဟန်ဆောင်ခိုင်းပါတယ်တန်းစီဟာဖင်းကိုနဂါထိန်းသိမ်းသူပြတိုက်ကိုခေါ်သွားခဲ့ပါတယ်နဂါနဲ့ထိန်းသိမ်းသူတွေရဲ့ပတ်သက်မှုကိုနိုင်ရန်မှာစေးပကြီးရေးဆွဲထားပါတယ်ပြတိုက်ရဲ့တစ်ဖက်မှာပြည့်စည်နေပြီဖြစ်တဲ့ဝူမျိုးရှိပြီးနန်းတော်ကိုဝင်နိုင်မဲ့လှုပ်ဝက်လန်းလေးရှိပါတယ်နောက်တော့ဝမ်းချောင်းရောက်လာပါတယ်ဝမ်းချောင်းကတန်းစီရဲ့ထိန်းသိမ်းသူဖြစ်ခဲ့တာမို့တန်းစီလည်းဝမ်းချောင်းကိုယုံကြည်ကဖင်းကိုနန်းတော်စီလိုက်ဖို့ခွင့်ပြုခဲ့ပါတယ်ဝမ်းချောင်းကလမ်းမှာဖင်းကိုအတွင်အားသုံးနည်းတင်ပေးပါတယ်ပူဆုံကျူလေးတွေကိုအတွင်အားနဲ့ချင်းထဲကိုထည့်ခိုင်းပါတယ်ဖင်းလည်းသူ့ကိုကျင်းတော်စာတင်ပြပေးတဲ့ဝမ်းချောင်းကိုဆရာအဖြစ်အသိအမှတ်ပြုတော့ဝမ်းချောင်းလည်းဖင်းအပေါ်တန်ရုံးစင်တွေ့သွားပါတယ်မင်းကြီးတို့ဟာတန်းစီလိုနဂါဥလာယူမာကိုတီးထားပြီးအဆောင်တွေချထားခိုင်းပါတယ်တန်းစီရောက်လာတာနဲ့နန်းတွင်းစစ်သားတွေဟာတန်းစီနဲ့တိုက်ခိုက်ကြပါတော့တယ်ဝမ်းချောင်းကလည်းဥယျာဉ်ရဲ့လှုပ်ဝက်နေရာကနေဖင်းကိုလိုက်ပို့ပေးပါတယ်အဆောင်တွေရဲ့တိုက်ခိုက်မှုကိုတန်းစီလည်းသူ့ရဲ့အစွမ်းနဲ့ကာကွယ်နေရတယ်လို့တစ်ဖက်မှာလည်းဖင်းကသူ့ရဲ့အတွင်းအားကိုသုံးကအဆောင်တွေနဲ့ရင်ဆိုင်နေရပါတယ်မင်းကြီးစကနဂါဥကိုလည်းရတော့ထွက်ပြေးသွားပါတယ်ဖင်းကသူ့စီနဂါဥရှိကြောင်းတန်းစီကိုပြောနေချိန်ညပြစ်တာခံလိုက်ရတော့ဖင်းရဲ့ချင်းကပြုတ်ကျသွားပါတယ်စစ်သူကြီးကကလေးကိုအသုံးချကနဂါဥခိုးဖို့ကြံနေထင်ပြီးတန်းစီကိုတက်ဖို့လုပ်ပါတယ်ဒီတော့တန်းစီလည်းအဝေးကိုထွက်ပြေးသွားခဲ့ပြီးဖင်းကလည်းအသက်မသေးခဲ့ပါဘူးနန်းတော်တွင်ကအခန်းတစ်ခုတည်းပုံနေခဲ့ပြီးလူမိသွားတော့သူ့ရဲ့အစွမ်းနဲ့ပြန်တိုက်ခဲ့ရပါတယ်ဖင်းကြိုင်ခဲ့တဲ့ချင်းတွေကဟာလည်းနဂါဥမဟုတ်ပဲပိုးဆုံးကျူးတွေမှစစ်သူကြီးတို့တည်သွားပြီးနဂါဥကိုလိုက်ရှာကြပြန်ပါတယ်ဖင်းကသူ့စီကနဂါဥလူဖို့ကြံနေမင်းသားလေးနဲ့သူတို့ပြန်ကိုပြန်ချပြီးအပြန်ညံကောင်းတဲ့မင်းသားလေးကဖင်းရဲ့ခြေရကြံအောင်မှင်ခွက်နဲ့ပြစ်လိုက်ပါတယ်ဖင်းဟာပြရှင်စားနဲ့နဂါဥယူပြီးပြန်တော့မင်းဆရာကသူ့ရဲ့ပိုးကောင်တွေနဲ့တိုက်ခိုက်ကနဂါဥကိုလူယူသွားပါတယ်ဝမ်ချောင်ကမင်းဆရာမသိအောင်ဖင်းကိုအစိတ်ပြေးစေးတိုက်လိုက်ပြီးဝူမျိုးကိုလိုက်လာဖို့မှားခဲ့ပါတယ်ဖင်းအစိတ်ပြေးသွားတော့ခြေရခိုင်ကလိုက်လာတဲ့စစ်သူကြီးနဲ့တွေ့ပါတယ်နဂါဥကိုဝူမျိုးကိုယူသွားတာမို့စစ်သူကြီးနဲ့အတူဝူမျိုးကိုလိုက်သွားကြပါတယ်မင်းဆရာကနဂါဥအစွမ်းကိုယူကမတိမျိုးဖြစ်ဖို့ကြိုးစားနေပါပြီဝမ်ချောင်ကိုလည်းအစိမ့်မအောင်လုပ်ခဲ့ပေမဲ့ဒါကိုကြိုသိနေတဲ့ဝမ်ချောင်ကဖြည့်စည်းကိုဖော်ဆက်ထားတာမို့အသက်မသေးခဲ့ပါဘူးဖင်းတို့ရောက်လာတော့စစ်သူကြီးဟာနဂါဥရဖို့ကြိုးစားပါတယ်စစ်သူကြီးရဲ့စွမ်းအားတွေလည်းအဆုတ်ခံရကဖင်းတို့ကပဲကယ်ပြီးရပါတယ်မင်းဆရာကအနားကရှိတဲ့စွမ်းအားမှန်သမျှကိုစုပ်ယူနေတဲ့အတွက်ဝမ်ချောင်ကအဝေးကနေပဲနဂါဥကိုဆွဲယူဖို့ကြိုးစားပါတယ်ပြရရဲ့နေရန်အောက်ခြေကနေလွတ်တက်လာတဲ့ကြက်ကလေးကိုတန်းစီမြင်တော့ဖင်းတို့ဒုက္ခရနေကြောင်းအမှုအရာနဲ့ပြတာမို့နေရန်ကိုဖြိုကလိုက်လာပါတယ်ဝမ်ချောင်ဟာနဂါဥရတော့ဖင်းကိုပေးလိုက်ပါတယ်မင်းဆရာရဲ့စံသက်ခန်းထဲကစွမ်းအားတွေဟာမိစ္ဆာတွေကိုနှုတ်ထစေခဲ့ပြီးမင်းဆရာဟာလည်းအသွင်ပြောင်းကနဂါတစ်ပိုင်းလူတစ်ပိုင်းဖြစ်လာပါတယ်ဖင်းဟာစစ်သူကြီးကိုနဂါဥကိုတန်းစီကိုပေးဖို့မှာပြီးသူမကမင်းဆရာနဲ့တိုက်ခိုက်ဖို့ကြံနေခဲ့ပါတယ်နောက်တော့တန်းစီရောက်လာပြီးမင်းဆရာနဲ့တိုက်ခိုက်ပါတယ်မင်းဆရာကတန်းစီတို့ရဲ့စွမ်းအားတွေပါဆုပ်ယူတာမို့တဖြည်းဖြည်းအကောင်ကြီးလာကနဂါပုံစံဖြစ်လာပါတယ်မိစ္ဆာတွေနဲ့တိုက်ခိုက်နေရတဲ့စစ်သူကြီးကိုလည်းနောက်ကလိုက်လာတဲ့ငယ်သားတွေကကူညီပေးနေရပါတယ်ဖင်းကလူနဲ့နဂါပူပေါင်းကတိုက်ရမယ်ဆိုပြီးသူ့ရဲ့စွမ်းအားတွေအကုန်ပေးလိုက်တော့တဖြည်းဖြည်းအရွယ်ကြီးလာကအဘောကကြောက်ချွန်တွေနဲ့ထူမိပြီးမင်းဆရာတည်သွားပါတယ်စစ်သူကြီးကသူ့ကတိအတိုင်းနဂါဥကိုပြန်ပြီးတော့ဖင်းတို့လည်းနဂါကန်ရှိတဲ့စီသွားကြပါတယ်တန်းစီကတန်ရာတွေကြောင့်မြေပြင်ကိုကောင်းစွာမစင်သက်နိုင်ခဲ့ပေမဲ့ဖင်းကနဂါဥကိုနဂါကန်နဲ့ထဲလိုက်နိုင်ခဲ့ပါတယ်
နဂါဦးကကန်ရဲ့အောက်ခြေကိုရောက်သွားခဲ့ပြီးနဂါလေးလည်းအကောင်ပေါက်လာခဲ့ပါတယ်တန်းစီကဒဏ်ရာတွေနဲ့သူထွက်သားရတော့မှဖြစ်ကြောင်းပြောတော့ဖင်းကအစွမ်းကုန်သုံးပြီးအသက်ရည်တခွင်စီရောက်အောင်ပို့ပေးပါတယ်ရေတခွင်ကနဂါရဲ့အသက်ကိုကစ်တင်ပေးနိုင်ပြီးမပြန်နိုင်တော့တဲ့တန်းစီကိုတိမ်မော်ခုစီကလိုက်ပါစီခဲ့ပါတယ်နောက်တော့ဖင်းလဲနဂါလေးကိုလော်ရှင်းလီစီကိုခေါ်လာခဲ့ရင်ဇလန်လေးလည်းပြီးသွားပါတော့တယ်